2025 ခုနှစ်ရဲ့ Fighter of the Year စကားတင်9ယောက်ကတော့ထွက်ပေါ်လာခဲ့ပြီခင်ဗျဒီစကားတင်9ယောက်မှာဆိုလို့ရှိရင်တော့နံပါတ်1နေရာမှာ Marat Davishvili က2025 ခုနှစ်မှာ9ပွဲထိုးချန်ပီယံကာကွယ်ပွဲ9ပွဲထိုး4ပွဲနိုင်ထားပြီးနောက်ဆုံးပွဲမှာတော့ရှုံးနိမ့်ခဲ့တယ်ခင်ဗျအဆင့်2နေရာမှာတော့ကျွန်တော်တို့ရဲ့ Fighter လေး Joshua Van က2025 ခုနှစ်မှာ9ပွဲထိုး9ပွဲနိုင်ချန်ပီယံစုနဲ့အတူအဆင့်2နေရာမှာရပ်တည်ခဲ့တယ်ခင်ဗျအဆင့်3နေရာမှာတော့ Islam Makhachev ကတော့2025မှာနှစ်ပွဲထိုးနှစ်ပွဲနိုင်ထားပြီးတော့အဆင့်3နေရာမှာရပ်တည်နေတယ်ခင်ဗျ။ Ilia Topuria ကတော့2025မှာ TKO နဲ့ချန်ပီယံခပတ်ရရှိထားတဲ့အတွက်အဆင့်4နေရာမှာရပ်တည်နေခဲ့တယ်ခင်ဗျ။ Jiri Prochazka ကလည်းအဆင့်5နေရာမှာရပ်တည်နေခဲ့တယ်ခင်ဗျ။သူကတော့2025မှာ TKO နဲ့နှစ်ပွဲနိုင်ထားတာဖြစ်တယ်ခင်ဗျ။